dryer သုံးတာကသပင်ပစ္စည်းရလို့ထင်နေရလားကဲဒီဗီဒီယိုမှာတော့ dryer သုံးပြီးတော့သပင်အချောက်ခံတင်လားဒါမှမဟုတ်ရင်ရိုးရိုးလေးနဲ့အချောက်ခံတင်လားဆိုတာကိုဝေမျှပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးပါ air drying ဆိုတာကရိုးရိုးလေးနဲ့အချောက်ခံတာပါသူကအပူမပါပဲလေးနဲ့အချောက်ခံတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကကောင်းတယ်လို့ထင်နေကြပါတယ်ဒါပေမဲ့တကယ်တော့ဒီလိုမျိုးမဟုတ်ပါဘူးရေတွေကသပင်ပေါ်မှာကြာရှိနေပြီးတဲ့အခါကျတော့သပင်ရဲ့လေယာတွေတိကိုထိုးပေါက်ဝင်ရောက်သွားပြီးတဲ့အခါမှာသပင်တွေဖောင်းတာတွေကြည်တာတွေဖြစ်ပါတယ်ဒါကိုတော့ hydra fatigue လို့ခေါ်ပါတယ်ခေါင်းချောက်သွားတဲ့အခါမှာတော့သပင်တွေကအားနေပြီးတော့အယောင်တွေမွေးချောက်သွားပါလိမ့်မယ် blow dryer တော့ dryer သုံးပြီးတော့အချောက်ခံတာပါသူကအပူပါတဲ့အတွက်ကြောင့်မလို့သပင်လေးတွေကချုံးမွေပြီးတော့တောက်ပြောင်စေပါတယ်ဒါပေမဲ့မှန်ကန်တဲ့နီလန်းတွေသုံးဖို့တော့လိုအပ်ပါတယ် dryer သုံးတော့မယ်ဆိုရင်တော့အပူပြင်းပြင်းသုံးတာကိုရှောင်ပေးပါဥယျာဉ်ပြားကနေပြီးတော့15စင်တီမီတာလောက်ခွာပြီးတော့သုံးစီချင်ပါတယ်တနေရာထဲမှာအသေးထားပြီးမှုတ်နေတာမျိုးမဟုတ်ဘဲနဲ့တောက်လျှောက်လှုပ်ပြီးတော့မှုတ်ပေးနေရပါမယ်နေရာတနေရာထဲမှာအပူပြင်းပြင်းနဲ့အကြာကြီးမှုတ်နေမယ်ဆိုရင်တော့သပင်တွေပျက်စီးစေနိုင်ပါတယ်ကိုက dryer နဲ့မှုတ်တာလားရိုးရိုးလေးနဲ့အချောက်ခံတာလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်ပဲကျွန်တော်တော့ထောက်တာနိုင်ပါ